Everyone, welcome back. ဒီနေ့ကတော့ကျွန်တော်တို့ Unit 80 Every and All ဆိုတဲ့ခေါင်းစဉ်ကိုလေ့လာမှာဖြစ်ပါတယ်။ဆိုတော့ Every နဲ့ All နဲ့ကဘာကွာလဲဆိုလို့ရှိရင် Every ရဲ့အဓိပ္ပာယ်ကတော့တစ်ခုချင်းစီတိုင်းလို့အဓိပ္ပာယ်ရပြီးတော့ All ရဲ့အဓိပ္ပာယ်ကကျတော့အားလုံးဆိုတဲ့အဓိပ္ပာယ်ပေါ့နော်။အဲဒီတော့တစ်ခုချင်းစီတိုင်းဆိုတဲ့အတွက်ကြောင့်မလို့ Every ကသူက subject အနည်းလေးဖြစ်မယ်။အဲဒီတော့ဒီမှာတစ်ချက်ကြည့်ကြည့်မယ်ဆိုလို့ရှိရင် Every house in the street every house အိမ်တိုင်းပေါ့နော် in the street လမ်းထဲကအိမ်တိုင်းက is the same is ကိုသုံးတာပါတယ်အကုန်လုံးလို့ပြောပေမဲ့ is ကိုသုံးတာတယ်အတူတူပါပဲတဲ့ဘာကိုပြောချင်တာလဲဆိုတော့ဒီဟာကိုပြောချင်တာပါဒီ every ဆိုတဲ့တစ်ခုချင်းစီတိုင်းဆိုတဲ့ဟာကိုသူကသုံးတာဖြစ်တဲ့အတွက် is နဲ့သုံးရပါမယ်ဒါပေမဲ့အောက်မှာကျွန်တော်တို့ကြည့်လိုက်မယ်ဆိုလို့ရှိရင် all the houses in the street အိမ်များဆိုပြီးတော့သုံးပါတယ် all နဲ့ဆိုရင် houses ဆိုပြီးတော့အိမ်များလို့သုံးပါမယ်Okay အဲ့တော့ကျွန်တော်တို့ကသတိထားမှာဆိုလို့ရှိရင် we use the every plus singular noun every ကိုကျွန်တော်တို့ singular noun နဲ့သုံးပါမယ် noun တစ်ခုချင်းစီနဲ့သုံးမယ်ပြီးတော့လို့ရှိရင်အနောက်ကတော့ noun တစ်ခုဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အနောက်မှာ conjugate လုပ်မယ်ဆိုလို့ရှိရင်လေ subject အနေဖြစ်တဲ့အတွက် subject အနေနဲ့ဆိုင်တဲ့ s ရဲ့ is ကိုထည့်ပေးရမှာပေါ့အဲ့တော့တစ်ချက်ကြည့်ကြည့်အောင် Sarah has been to every country နိုင်ငံတိုင်းကို in Europe ဥရောပမှာရှိတဲ့နိုင်ငံတိုင်းကိုသွားပြီးပြီနောက်တစ်ကြောင်းမှာတော့ every summer နွေရာသီတိုင်းမှာ we have a holiday by the sea ကျွန်တော်တို့က by the sea ပင်လယ်နားမှာ have a holiday အားလျက်ခရီးလုပ်ကြပါတယ်နောက်တစ်ကြောင်းကတော့ she looks different သူမက look ဆိုတာမြင်ရတာပေါ့နော်သူမပုံစံပေါက်တဲ့ different တူမကွဲပြားတဲ့ပုံစံပေါက်တယ် every time I see her ကျွန်တော်သူမကိုမြင်လိုက်တိုင်းမှာသူမကတခြားကွဲပြားတဲ့ပုံစံပေါက်တယ်အဲ့တော့ဒီမှာဆိုလို့ရှိရင် use a singular verb after every ရဲ့အနောက်မှာ singular verb ကိုသုံးပါမယ်တဲ့ဥပမာအဖြစ်ကျွန်တော်ကပြောသလိုမျိုး every house in the street is the same ဖြစ်ပါတယ် is ပေါ့နော်ဒီ is ကဘာကိုပြန်ထောက်ရမလဲဆိုရင် every ကိုပြန်ပြီးတော့ညွှန်းတာဖြစ်တယ်ပေါ့နော်ကဖြစ်ပါတယ်အိမ်လမ်းထဲမှာရှိတဲ့အိမ်တိုင်းကအတူတူပဲဖြစ်ပါတယ်နောက်တစ်ကြောင်းမှာတော့ every country has ရှိပါတယ်ဒါကတော့ every ပါတဲ့အတွက်ကျွန်တော်တို့ကအနည်းအနေနဲ့ subject အနည်းအနေနဲ့သုံးတော့ has လိုက်မယ် every country has a national flag okay ပြီးတော့လို့ရှိရင်အောက်မှာထပ်ကြည့်မယ်ဆိုရင် compare every and all every နဲ့ all နဲ့ကျွန်တော်တို့နှိုင်းယှဉ်ကြည့်အောင် every student in the class passed the exam အတန်းနဲ့ကကျောင်းသားတိုင်းကစာမေးပွဲကိုအောင်ခဲ့တယ်ဒီဘက်မှာကျတော့ all the students in the class passed the exam အတန်းနဲ့ကကျောင်းသားတိုင်းကစာမေးပွဲကိုအောင်ခဲ့တယ်ဒီဘက်မှာကတော့ကျောင်းသားတစ်ယောက်ချင်းစီတိုင်းလို့ပြောရမှာပေါ့နော်နောက်တစ်ကြောင်းမှာဆိုရင် every country has a national flag နိုင်ငံတစ်ခုချင်းစီတိုင်းကနိုင်ငံတော်အလံရှိပါတယ်တဲ့ဒီဘက်မှာကျတော့ all countries have a national flag နိုင်ငံတိုင်းက national flag ရှိပါတယ်ပေါ့နော်နိုင်ငံတော်အလံရှိပါတယ် so okay အဲ့တော့ကျွန်တော်တို့ video တစ်ချက်ကြည့်ကြည့်အောင် every day and all day every day နေ့တိုင်း all day တစ်နေ့လုံးဆိုပြီးတော့အဓိပ္ပာယ်ရပါမယ် so every day on all day နေ့တွေအားလုံးပေါ်မှာနေ့တွေအားလုံးမှာဒီ all day ရကြည့်မယ်ဆိုလို့ရှိရင်တော့ the complete day complete ဆိုတာပြည့်စုံတဲ့ day ဆိုတော့နေ့တစ်နေ့ပေါ့နော်အဲ့တော့ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ every day ဘက်မှာဆိုရင်တနင်္ဂနွေနေ့ကနေပြီးတော့စနေအထိရက်တွေတိုင်းကိုပြောလို့ရှိရင်ဒါ every day လို့ပြောတာနေ့တိုင်းလို့ပြောတယ်ဒါတော့သိပြီးသားပါနော်ဒီမှာကျတော့ all day ကဘာကိုပြောရလဲဆိုလို့ရှိရင် beginning of the day နေ့ရဲ့အစနဲ့ end of the day နေ့ရဲ့အဆုံးပြောရမယ်ဆိုလို့ရှိရင်မနက်3:33ပေါ့နော်အဲ့ရနေပြီးတော့ဟို24:33အထိကိုပြောတာမျိုး okay အဲ့တော့တစ်ချက်ကြည့်ကြည့်အောင် it rained every day last week မိုးရွာခဲ့တယ် every day နေ့တိုင်းမိုးရွာခဲ့တယ် last week လွန်ခဲ့တဲ့ပြီးခဲ့တဲ့အပတ်တုန်းကနေ့တိုင်းမိုးရွာခဲ့တယ်ဒီမှာကျတော့ it rained မိုးရွာခဲ့တယ် all day တစ်နေ့လုံး yesterday မနေ့ကတစ်နေ့လုံးမိုးရွာခဲ့တယ်နောက်တစ်ကြောင်းမှာတော့ Ben watches TV for about 2 hours every morning
Ben nga watches TV ကြည့်ပါတယ် for about 2 hours 2 နာရီခန့် TV ကြည့်ပါတယ် every evening ညနေတိုင်းကိုသူက2နာရီခန့် TV ကြည့်တယ်တနင်္လာနေ့ကနေပြီးတော့တနင်္ဂနွေနေ့အထိညနေတိုင်းသူ TV ကြည့်တယ်ဒါကိုပြောတာပါဒီဘက်မှာဆိုလို့ရှိရင် on Monday ကျွန်တော်တနင်္လာနေ့မှာဆိုရင် I watch TV all evening I watch TV ကျွန်တော် TV ကြည့်ခဲ့တယ် all evening တညနေခင်းလုံးအဲ့တော့9နာရီခွဲ6နာရီလောက်ကနေပြီးတော့9နာရီလောက်ထိကိုသူပြောချင်တာနေပေါ့နော် Okay အဲ့ဒါဆိုလို့ရှိရင်အောက်ကိုတစ်ချက်ကြည့်ကြည့်ပါဦးနံပါတ် C မှာ everybody or everyone everything everywhere everybody everyone ကတော့လူကိုပြောပြီးတော့ thing ဆိုတဲ့အတွက်ကြောင့်မလို့အရာဝတ္ထုကိုပြောမယ် where ကတော့နေရာကိုပြောမယ်ဒါကတော့အရှိအခန်းလေ့လာပြီးသွားရင်တော့သိမှာပါအဲ့တော့ချက်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ everybody needs friend လူတိုင်းကတငယ်ချင်းလိုအပ်တယ် every နဲ့သုံးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အနည်းဆိုတဲ့အတွက် verb မှာ ing ထည့်ပါမယ်လူတိုင်းကတငယ်ချင်းလိုအပ်တယ်နောက်တစ်ကြောင်းမှာဆိုလို့ရှိရင်တော့ do you have everything you need သင်မှာသင်လိုသမျှအရာအလုံးရှိပါသလားဆိုပြီးမေးမယ်နောက်ဆုံးတစ်ကြောင်းအနေနဲ့ I lost my watch ကျွန်တော်ရဲ့နာရီကိုပျောက်ခဲ့တယ် I have looked everywhere for it ကျွန်တော်အဲ့ဒါကိုနေရာတိုင်းမှာရှာပြီးပြီဒီမှာလည်းထပ်ပြောပါတယ် use a singular verbကိုသုံးပေးရမယ် verb 1အနေနဲ့သုံးပေးရမယ် after everybody everyone everything ရဲ့နောက်မှာပေါ့နော်သုံးပေးပါတဲ့ everybody has problems လူတိုင်းကပြဿနာတွေရှိတယ် okay so အဲ့တော့ကျွန်တော်တို့ exercise လေးတစ်ချက်ကြည့်ကြည့်အောင် 80.1 မှာဆိုလို့ရှိရင် complete the sentences စာကြောင်းတွေပြည့်စုံစွာဖြည့်ပါ use သုံးပေးပါ every plus this word every နဲ့ဒီစာလုံးလေးတွေကိုသုံးပေးရမယ်ဆိုတော့ day နေ့တွေ room အခန်း student ကျောင်းသား time အချိန် word စကားလုံး number 1 every student in the class passed the exam အတန်းထဲကကျောင်းသားတိုင်းကကျောင်းသားတစ်ယောက်ချင်းစီတိုင်းကစာမေးပွဲအောင်ခဲ့တယ် number 2 my job is very boring ကျွန်တော်ရဲ့အလုပ်ကအရန်ကိုပြင်းဖို့ကောင်းတယ် is the same အမြဲတမ်းအတူတူပဲဆိုတော့ every is the same ဆိုပြီးတော့ဖြေပါမယ်အဲ့တော့ every day is the same เนาะနေ့တိုင်းကအတူတူပဲ okay အဲ့တော့3 4 5ထပ်ပြီးတော့ဖြေကြည့်ပါ 80.2 ကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ complete the sentences with every day or all day စာကြောင်းတွေကိုနေ့တိုင်းဒါမှမဟုတ်လို့ရှိရင်တစ်နေ့လုံးနဲ့ဖြည့်ပြပါတဲ့ number 1မှာ yesterday မနေ့ကတော့ it rained all day မနေ့ကတစ်နေ့လုံးမိုးရွာခဲ့တယ် number 2 I buy a newspaper blah 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 but sometimes I don't read it so ကျွန်တော်သတင်းစာဝယ်တယ်ဝယ်တာတစ်နေ့လုံးဝယ်တာလားနေ့တိုင်းဝယ်မှာလားတစ်ခါလေကြာရင်တော့ကျွန်တော်မဖတ်ဖြစ်ဘူးတဲ့ဆိုတော့နေ့တိုင်းဝယ်တာပေါ့နော်တစ်နေ့လုံးဝယ်လို့မမြင်ရတဲ့သတင်းစာအဲ့တော့ I buy a newspaper every day so but sometimes I don't read it တစ်ခါလေကျွန်တော်မဖတ်ဘူးပြီးတော့ number 3 I'm not going out tomorrow ကျွန်တော်မနေ့ပြန်အပြင်မသွားဘူး I'll be at home ကျွန်တော်အိမ်မှာရှိမယ်ဘာဖြစ်မလဲနေ့တိုင်းဖြစ်မလားတစ်နေ့လုံးဖြစ်မလားပေါ့နော်အဲ့တော့တစ်နေ့လုံးဆိုတဲ့အတွက် all day okay ကျွန်တော်လေးဖြည့်ကြည့်ပါ 80.3 ကြည့်မယ်ဆိုရင်ကျွန်တော်တို့ write every or all every ဒါမှမဟုတ် all ကိုရေးပေးပါတဲ့အဲ့တော့ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်သတိထားမှာ subject ကိုတွားပြီးသတိထားမှာပေါ့နော် noun ကိုတွားပြီးသတိထားရမယ် noun ကအများဆိုရင် all နဲ့ရေးပြီးတော့ noun ကအနည်းဆိုရင် every နဲ့ရေးမှာပေါ့ so number 1ကြည့်ကြည့်အောင် Ben watches TV for about 2 hours Ben က watches TV TV ကြည့်တယ် for about 2 hours 2 နာရီလောက် TV ကြည့်တယ် every evening ညနေခင်းတိုင်းဆိုတဲ့အဓိပ္ပာယ်ပေါက်ပါမယ်အဲ့တော့ every ထည့်ပါမယ် number 2 Julia gets up at 6:30 Julia က gets up ထပါတယ်တဲ့6နာရီခွဲထပါတယ်ဘာလို့လဲဆိုတော့တမနက်ခင်းလုံးထတာဖြစ်မလားနေ့တိုင်းထတာဖြစ်မလားဆိုတော့ every morning ပေါ့နော်မနက်ခင်းတိုင်းကို6နာရီခွဲထတယ် number 3 The weather was nice yesterday မနေ့ကရာသီဥတုကကောင်းခဲ့တယ် so we sat outside ကျွန်တော်တို့ကအပြင်မှာထိုင်ခဲ့တယ် afternoon ဆိုတော့ညနေခင်းပေါ့နော်ညနေခင်းနေ့လယ်ခင်းပေါ့နေ့လယ်ခင်းတစ်ခင်းလုံးအပြင်မှာထိုင်ခဲ့တယ်ဆိုတော့ all afternoon ဖြစ်ပါမယ် so I wrote
number 4 ဒီကြည့်လိုက်အောင်နော် I'm going away on Monday ကျွန်တော်ကတနင်္လာနေ့မှာခရီးသွားမယ် I'll be away ကျွန်တော် away မှာရောက်နေပါမယ်အဲ့တော့ all ဖြစ်မလား every ဖြစ်မလားဆိုတော့တစ်ပတ်လုံးဆိုတဲ့အတွက်ကြောင့်မို့လို့ all week ဖြစ်ပါမယ် every week ဆိုရင်အပတ်တိုင်းဖြစ်သွားမှာပေါ့နော်အပတ်တိုင်းဆိုတာတော့ဒီမှာအတိတ်မရှိဘူးဆိုတော့အဲ့တော့ I'll be away all week တစ်ပတ်လုံးအပြင်မှာရောက်နေပါမယ်ဆိုပြီးပြောတာဆိုတော့အဲ့တော့ကျွန်တော်လေးဆက်ဖြည့်ကြည့်ပြီးတော့ 18.4 ကြည့်အောင် right ရေးပါ everybody everything everywhere လူတိုင်းအရာတိုင်းနေရာတိုင်း number 1 everybody needs friend လူတိုင်းကတကယ်ချင်းလိုတယ် number 2 Chris knows about computers ကွန်ပျူတာတွေအကြောင်းကို Chris ကသိတယ်ဆိုတော့အရာဆိုတဲ့အတွက် everything ထည့်ပါမယ်နော် Chris knows everything about computers ဆို3ထိကြည့်လိုက်အောင် I like the people here ကျွန်တော်ဒီရဲ့လူတွေကိုသဘောကျတယ် It's very friendly ဆိုသူတို့တွေကခင်မှုကောင်းတယ်ဆိုတော့လူကိုပြောတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ everybody ကျွန်တော်လေးတွေဖြည့်ကြည့်ပါ Okay အဲ့တော့ 18.5 ကိုကြည့်ကြည့်မယ်ဆိုရင် complete the sentence စာကြောင်းတွေကိုပြည့်စုံစွာဖြည့်ပါ use one word only each time တစ်ချိန်မှာစာလုံးတစ်လုံးပဲသုံးပေးပါတဲ့ number 1မှာဆိုရင် everybody has problems လူတိုင်းကပြဿနာရှိတယ်လူတိုင်းကပြဿနာရှိတယ်လူတိုင်းမှာပြဿနာရှိတယ် Okay number 2 are you ready yet သင်အစင်းသင့်ဖြစ်ပြီလား everybody လူတိုင်းက waiting for you ဆိုတော့သင်ကိုစောင့်နေတယ်ဆိုတော့ဘာထည့်မလဲဆိုရင် is waiting for you Okay number 3 the house is empty အိမ်ကလူကြီးဖြစ်နေတယ် everyone သွားပြီလို့ပြောတယ် gone လည်းတွေ့တယ် verb 3တွေ့တယ်ပေါ့နော်အဲ့တော့အရှိမသိကြပါတယ် has have ပဲလိုက်မှာပေါ့နော် gone out ဆိုတော့အတွက်ကြောင့်မလို့ everyone ဆိုတဲ့အတွက်ကြောင့်မလို့ subject အနေဆိုတော့ has ကိုသုံးပါနော် has everyone has gone out အဲ့တော့ကျွန်တော်လေးဖြည့်ကြည့်ရင်ဒီ unit ကနေပြီးတော့လေတခုခုအကျိုးရှိတာလေးလေ့လာနိုင်မယ်လို့မျှော်လင့်ပါတယ် Have a nice day see you on next unit stay strong and stay safe bye bye